ကျွန်တော်တော်တော်လေး shock ဖြစ်တဲ့ထူးဆန်းတဲ့ကိစ္စတစ်ခုကိုပြမယ်အခုကျွန်တော်တို့ရဲ့နည်းနည်းအကြီးဆုံး shopping mall ကိုရောက်တယ်ဒီမှာကြည့်ကြည့်ဗျာခင်ဗျာအိမ်သာတက်ဖို့တော့မှဘန်ကတ်ကိုတွန်းရမယ်ဝန်ထမ်းတွေကတော့ဝန်ထမ်းကတ်နဲ့အိမ်သာတက်လို့ရတယ်အကယ်ဘန်ကတ်ကိုမတွန်းဘူးဆိုလို့ရှိရင်ဒါမှမဟုတ်ဘန်ကတ်မရှိဘူးဆိုရင်ကျွန်တော်တို့အိမ်သာတက်လို့မရအောင်ဗျာစဉ်းစားကြည့်ဗျာကျွန်တော်အိမ်သာအရန်တက်ချင်လို့အိမ်သာကိုမြန်သွားတယ်အိမ်သာမှာဘန်ကတ်ကိုအရင်သွင်းရအောင်မယ်ပြီးအဲ့ဘန်ကတ်က transaction လုပ်နေတဲ့အချိန်မှာလည်းခင်ဗျားစောင့်ဖို့လိုမယ်အဲ့တော့ခင်ဗျားစဉ်းစားကြည့်အရှိရတယောက်ကဘန်ကတ်ကိုသွင်းတယ် transaction စောင့်နေတယ်အဲ့အချိန်မှာခင်ဗျားလေတူပြီးအောင်စောင့်ဖို့လိုမယ်ဆိုကြပါစို့ transaction ကတယောက်ကို2မိနစ်ကြာတယ်ဆိုခင်ဗျားရှိမှလူ9ယောက်ရှိရဆိုလို့ရှိရင်ခင်ဗျားအဲ့ဒါ10မိနစ်စောင့်ရမယ်ဆိုတော့ဒီအိမ်သာစနစ်ကတော့တော်တော်လေးလွဲနေပြီခင်ဗျားကြည့်ဗျာကျွန်တော်ပြမယ်ခင်ဗျားကြည့်တကယ်ကိုမီလီယံနာတန်တဲ့shopping mall ကြီးကိုတို့မျိုးလေကောင်းကြီးမှာစောက်ထားတယ်ဒါပေမဲ့အိမ်သာကတော့အလကားတက်လို့မရဘူးခင်ဗျားအိမ်သာတက်ဖို့အနည်းဆုံးတို့နိုင်ငံအပြည့်မဲ့ပြည့်တဲ့ဘန်ကတ်ရှိမှတက်လို့ရမယ်ကျွန်တော်အခုရောက်နေတာဂျော်ဂျီယာနိုင်ငံတစ်ဘလစ်စီမြို့ဖြစ်ပါတယ်